စီးပွားရေးမှာတကယ်ကြီးပွားခြင်းတယောက်တည်းရုံးနေလို့မရပါဘူးငါဘာသာအေးအေးဆေးဆေးတီးတန့်နေမယ်ဆိုတဲ့စိတ်ကငငယ်တုန်းကတော့ပြဿနာမဟုတ်ပေမဲ့တကယ်တမ်းဘဝတိုက်ပွဲတွေဝင်ရတဲ့အခါလုပ်ငန်းခွင်နဲ့စီးပွားရေးလောကတွေခြေချတဲ့အခါမှာတော့အကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်လာတတ်ပါတယ်ကလေးဘဝကနေလူရွယ်ဘဝကိုကူးပြောင်းလာတဲ့အခါကျောင်းမှာတင်တန်းမှာတငယ်ချင်းတွေနဲ့အချိန်ဖြုံးရတာပိုများလာပါတယ်ဒီအချိန်မှာအပေါင်းအသင်းမဝင်ဆက်နေသူကနောက်ပိုင်းအလုပ်လုပ်တဲ့အခါမိသားစုကိုဦးဆောင်ပြီးစီးပွားရေးလုပ်ငန်းတစ်ခုတိစောက်ရတဲ့အခါလူမှုဆက်ဆံရေးမှာအခက်အခဲတွေအများကြီးကြုံလာရတတ်ပါတယ်စီးပွားရေးမှာဘာကြောင့်အပေါင်းအသင်းကအသက်တမျှအရေးကြီးတာလဲအခွင့်အလမ်းတစ်တွေကလူတွေစီရပဲလာတာပါကိုဘလောက်ပဲအရေးအချင်းရှိရှိကိုကိုတိတဲ့သူယုံကြည်တဲ့သူမရှိရင်အခွင့်အလမ်းဆိုတာရလာမှာမဟုတ်ပါဘူးမိတ်ဆွေကောင်းတွေစီကနေကိုမတိသေးတဲ့စီးပွားရေးလမ်းကြောင်းတွေအကြံဉာဏ်တွေရလာနိုင်ပါတယ်နံပါတ်1အခက်အခဲကြုံချိန်မှာအထောက်အပံ့ဖြစ်စေပါတယ်စီးပွားရေးလုပ်တဲ့အခါအခက်အခဲဆိုတာမလွဲမသွေကြုံရမှာပါဒီလိုလဲကျသွားတဲ့အချိန်တိုင်းမှာကိုယ့်ကိုပြန်ထူမတ်ပေးမယ်ကိုညီလန်းပြပေးမယ်မိတ်ဆွေကောင်းတွေရှိဖို့လိုအပ်ပါတယ်ပြီးတော့ခေတ်ကြီးကတယောက်တည်းပြေးရတဲ့ခေတ်မဟုတ်တော့ပါဘူးအဖွဲ့အစည်းနဲ့မိတ်ဆွေတွေနဲ့လက်တွဲပြီးဖန်တီးမှသာပိုကြီးမားတဲ့အောင်မြင်မှုပိုကျယ်ပြန့်တဲ့ဈေးကွက်ကိုထိုးဖောက်နိုင်တာပါဒါပေမဲ့အပေါင်းအသင်းများဖို့ထက်မိတ်ဆွေကောင်းတွေဖြစ်ဖို့ကပိုအရေးကြီးပါတယ်အချိန်ဖြုံးဖို့တက်ပေါင်းတဲ့တငယ်ချင်းမျိုးထက်ဘဝတိုးတက်ရေးအတွက်အပြန်အလှန်ဖေးမကူညီပေးမဲ့သူတွေဖြစ်ရပါမယ်မိတ်ဆွေကောင်းရခြင်းရင်တော့ကိုတိုင်းကအရင်ဆုံးမိတ်ဆွေကောင်းပြီးသားဖို့လိုပါတယ်ကိုကသူ့အကျိုးစီးပွားကိုမဆောင်ရွက်ပေးပဲအနစ်နာခံမပေးပဲကိုချိုးကြီးပဲကြည်နေရင်ဘယ်တော့မှမိတ်ဆွေစိတ်ရလာမှာမဟုတ်ပါဘူးဒါကြောင့်ခမရဲ့လုပ်ငန်းတွေရည်မှန်းချက်တွေပို့ပြီးအောင်မြင်ဖို့အတွက်ဒီနေ့ကစပြီးလူမှုအတိုင်းဝိုင်းနဲ့ဝင်စားအောင်နေပါအပေါင်းအသင်းဝင်စားအောင်ကြိုးစားပါပြီးတော့ကိုပြန်သုံးသက်ကြည့်မနစ်ကခမနဲ့အခုလက်ရှိခမအသိပညာဝင်ငွေလုပ်ရည်ကန်ရည်ဘာတွေကွာသွားလဲဘာမှမကွာသေးဘူးဆိုရင်ကျင်းသေးတယ်ကျင်းနဲ့ရောင်ရဲမှုများနေပြီဒီထက်လွန်ခဲ့တဲ့3နှစ်လောက်ကနဲ့ဘာမှမကွာဘူးဆိုရင်တော့အဲ့ဒါအခြေအနေမကောင်းတော့ဘူးမသိတာတွေကိုသိရဖို့ကိုတိုးတက်အောင်လုပ်ဖို့ဆိုတဲ့နေရာမှာအရေးကြီးဆုံးကစာဖတ်တာပဲဘလောက်အလုပ်များကိုခံအားကောင်းဖို့ဝမ်းစာပြည့်ဖို့စာဖတ်ချိန်ကပေးရမယ်ပြီးတော့စာဖတ်တဲ့အခါမူရင်းစာအုပ်ကိုဖတ်ဖို့လိုတယ်အကျဉ်းချုံးရေးထားတဲ့စာအုပ်တွေဖတ်တာကတိတ်မထီရောက်ဘူးဘာလို့လဲဒါကကျွန်တော်အတွေ့အကြုံနဲ့ပြောပြတာဖြစ်ပါတယ်မူရင်းစာအုပ်အပြည့်အစုံကိုဖတ်မှစာအုပ်ကပေးတဲ့အနှစ်သာရတွေကိုရမယ်ပညာတွေကိုရမယ်အကျဉ်းချုံးရေးပြထားတဲ့တွေကိုဖတ်တာကအပေါ်ယံပဲရမယ်စာအုပ်တုပ်ကိုအပြည့်ဖတ်ဖို့တပတ်ကြာတယ်ဆိုပါစို့ဒါဆိုရင်တစ်လကို4အုပ်ဖတ်ပြီးသားဖြစ်သွားပြီအောင်မြင်ခြင်းရင်တရက်ကို1နာရီတော့စာဖတ်ချိန်ပေးရပါမယ်ခုလာမယ့်2026ထဲမှာတရက်ကို1နာရီအနည်းဆုံးစာဖတ်ပါစာဖတ်တဲ့နေရာမှာလည်းတွေးတဲ့စာအုပ်ကိုဖတ်လို့မရဘူး